Coulda, woulda, shoulda. What does it mean? Okay, coulda, could have. Woulda, would have. And shoulda, should have. ဘယ်လိုအဓိပ္ပာယ်ရှိပြီးတော့ဘယ်လိုသုံးလို့ရလဲဆိုတာကိုလည်းတစ်ခါလေးပြပြပေးလိုက်ရမှာကွာပထမဆုံး coulda လို့ခေါ်ရဲ could have သူကတော့ possibility လို့ခေါ်ရဲအတရဖြစ်နိုင်ခြေများတဲ့ဖြစ်နိုင်ခင်မဲ့အရာတွေမှာပြောရဲကွာဥပမာ I could have passed the exam if I started ငါစာလုပ်ခဲ့မယ်ဆိုရင်ငါစာချက်ခဲ့မယ်ဆိုရင်စာမွေးရအောင်မှာအဲ့လိုမျိုးပြောတာနောက်တစ်ခု would လို့ခေါ်ရဲ would have သူကတော့ unreal situation လို့ခေါ်ရဲစိတ်ကူးရင်ဆန်တဲ့အခြေအနေမှာသုံးတယ်ကွာဥပမာ I wouldn't buy a car if I had a lot of money အမှသာပတ်စံနေအများကြီးရှိမယ်ဆိုလို့ဆိုရင်ဒါကားတစ်စီးတော့ဝယ်မှာတကယ်ဝယ်လားဆိုတော့မဝယ်ဘူးကွာစိတ်ကူးရင်ပြီးတော့ရှောက်ပြောတာအဲ့လိုအခြေအနေမျိုးတွေမှာ what ကိုသုံးတယ်နောက်ဆုံး should have သူကတော့နောင်နာရတာတို့အကြံပေးတဲ့အခါမျိုးတွေမှာသုံးတယ်ကွာကိုနောင်နာရတဲ့အခါမျိုးတွေမှာလည်းသုံးတယ်ကွာဥပမာ you should have called me earlier မင်းကစောစောခေါ်ခဲ့တဲ့နဲ့ဒါမှမဟုတ်ရင် you should have told me မင်းကပြောခဲ့တဲ့နဲ့အဲ့လိုမျိုးပေါ့အဲ့လိုဆိုရင်တော့တော်တော်လေးရှင်းသွားမယ်လို့ထင်ပါတယ်ကြိုးရှိမယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ခဲ့နော်ကိုသိချင်တဲ့စကားလုံးလေးတွေရှိရင်လည်း comment မှာမှတ်သွားလို့ရတယ်ဒီကလာ research လုပ်ပြီးတော့ပြန်ပြောပေးမယ်ကျွန်တော်ကတော့ English tips and tricks အား Aaron ပါ